သီလရှင်ဝတ်စုံကိုဟာသားဖြင့်စင်ပေါ်မှာလှောင်ပြောင်ရှိမောခဲ့ကြတဲ့ထိုင်းကအလှမဲ့ပြန်ပွဲအားလုံးပဲမင်္ဂလာပါစရီတိုင်းနူပိတ်ကနေပြန်လေကကြိုဆိုလိုက်ပါရယ်သီလရှင်တွေကိုမြန်မာနိုင်ငံမှာလေးလေးစားစားဆက်ဆံကြပဲသီလရှင်ဝတ်စုံကိုလည်းဖက်ရှင်ဖြစ်ဘယ်သူမှမတီထွင်ကြပါဘူးဘာသာရေးနဲ့သက်ဆိုင်တဲ့ဝတ်စုံတွေကိုအပြည့်ရပြူတာတွေမရှိပေမဲ့ထိုင်းကအလှမဲ့ပြန်ပွဲတစ်ခုကတော့မြန်မာနိုင်ငံကသီလရှင်ဝတ်စုံကိုအလှမဲ့ပြန်ပွဲမှာဝတ်ဆင်ပြီးတော့လှောင်ပြောင်ခဲ့ပါရယ်ဒီလှမဲ့ပြန်ပွဲရဲ့နာမည်ကတော့ Miss ACDC လို့ခေါ်ပြီးထိုင်းက LGBT တွေရှင်ပြိုင်ကြတဲ့ပွဲပဲဖြစ်ပါတယ်။ဒီပွဲမှာရှင်ပြိုင်သူတွေကအမျိုးသားတွေဖြစ်ကြပြီးနိုင်ငံတကာကထင်ရှားဝတ်စုံတွေကိုစမ်းသစ်တီထွင်တဲ့နည်းနဲ့ပြိုင်ကြတာပါ။အဲ့ထဲကမှထိုင်းမျိုးသားတယောက်ကမြန်မာသီလရှင်ဝတ်စုံနဲ့ပြိုင်ခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာတော့မဟာလတာဝတ်စုံကိုဝတ်ဆင်လာပြီးမဟာလတာဝတ်စုံကိုချွတ်လိုက်တဲ့အချိန်မှာသီလရှင်ဝတ်စုံကပေါ်လာခဲ့ပါတယ်။သူရဲ့နောက်ကွယ်မှာလည်းရွှေတကုံဖျားကိုနောက်ခံထားတဲ့ပြင်ဒနာသိဋ္ဌိဂါထာကိုလည်းမြန်မာလိုရေးသားထားပါသေးတယ်။မြန်မာစော်လေးကိုလွှဲထားတဲ့ပြင်လောင်ပြောင်သလိုလေးပြောသွားခဲ့ပြီးဆင်အောက်ကပရိသတ်တရားတော်ရှိမောနေကြပါတယ်။မိတ်ကပ်တွေလိမ့်ထားပြီးတော့သီလရှင်ဝတ်စုံကိုဝတ်ဆင်ကရှင်ပြိုင်နေတဲ့ဒီအလှမေကတော့စမ်းသစ်တထွင်ထားတဲ့ဝတ်စုံဆိုပြီးတော့ဖော်ပြခဲ့တာပါ။ဒါပေမဲ့မြန်မာတွေကတော့ဒီအလှမေကိုမြင်ရတာစိတ်မကောင်းပဲသီလရှင်တွေကိုထင်သေးစော်ကားသလိုခန်းစားလိုက်ရှာပါတယ်။သီလရှင်ဝတ်စုံကဘာသာရေးနဲ့သက်ဆိုင်တဲ့ဝတ်စုံဖြစ်ပေမဲ့လည်းသူတို့အတွက်တော့အလှမေပြိုင်ပွဲမှာလောင်ရည်စရာတစ်ခုလိုဖြစ်နေပါတယ်။မြန်မာနိုင်ငံကသီလရှင်ဆရာလေးတွေလည်းဒီပြိုင်ပွဲကိုမြင်ရပြီးနောက်မှာစိတ်မချမ်းမသာဖြစ်နေကြပါတယ်။ဒီပြိုင်ပွဲမှာအခြားနိုင်ငံကဝတ်စုံတွေလည်းပါဝင်ပြီးပြိုင်ပွဲဝင်တယောက်ကမမဟုံဝတ်စုံနဲ့လည်းရှင်ပြိုင်ပါသေးတယ်။ဒီလိုဝတ်စုံတွေနဲ့ဒန်းတူထားပြီးတော့ပြိုင်တဲ့ပွဲမှာမြန်မာသီလရှင်ဝတ်စုံကိုနှိမ့်ချသွားခဲ့တဲ့အတွက်ဒီလမေပြိုင်ပွဲကဝေဖန်မှုတွေရှိနေပါတယ်။သူတို့ရဲ့ပွဲကအလှမေပြိုင်ပွဲလို့နာမည်တက်ထားပေမဲ့တကယ်တော့လိန်ပြောင်မျိုးသားတွေရဲ့ LGBT တွေရဲ့ဝင်ပြိုင်တာပါ။ဒီပွဲကနေရှားတဲ့အမျက်တွေကိုအလူအတန်းလုံးမယ်ဆိုတဲ့ရွေးချက်နဲ့ကျင်းပတာပါဝစ်စုံတွေကပုံမှန်ကနေကွဲချက်ပြီးစမ်းသစ်တာလည်းပါဝင်ဟာသားဖြစ်ဖြစ်အတွက်လည်းကျင်းပတဲ့ပွဲဖြစ်ပါတယ်ဒီလိုပွဲမျိုးမှာမြန်မာလိုရေးထားတဲ့ဆိုလေကိုလွှဲပြီးရွှေတကုံဖျားကိုနောက်ခံထားကမြန်မာသီလရှင်ဝစ်စုံကိုဝစ်ဆင်ပြီးပြိုင်ခဲ့တာပါသူ့ရဲ့ပြင်ဆင်ကပေါ်စားဆန်နေတာကြောင့်ဒီပြိုင်ပွဲကိုတော့မြန်မာရီသားမကဘဲနဲ့အခြားနိုင်ငံတွေကလည်းဝေဖန်နေကြပါတယ်အခြားပြင်ပွဲဝင်တွေကဘုံကြီးဝစ်စုံနဲ့ကွယ်ရင်မဲတော်ဝစ်စုံတွေနဲ့လည်းပြိုင်ကြပါသေးတယ်ကွဲပြားတဲ့တွေးခေါ်နဲ့ရှင်ပြိုင်ရမယ်လို့ပြောထားတာကြောင့်ဘာသာရေးနဲ့သက်ဆိုင်တဲ့ဝတ်စုံတွေကိုပါစမ်းသစ်လာကြတဲ့သူတို့ပွဲကိုတော့အံ့ဩနေကြပါတယ်။မြန်မာနိုင်ငံမှာတော့ဘယ်ဒီဇိုင်နာကမှသီလရှင်ဝတ်စုံတွေကိုလောင်ပြောင်စော်ကားတာတွေဖက်ရှင်ဖြစ်ဝတ်ဆင်တာတွေကိုမလုပ်ကြပါဘူး။ထိုင်းနိုင်ငံမှာကျင်းပတဲ့ဒီပွဲမှာမြန်မာသီလရှင်ဝတ်စုံတွေကိုသူတို့အတွက်ဟာသားတစ်ခုလိုသဘောထားပြီး National ကော်ကျူးလုပ်ခဲ့ပါတယ်။အချို့သောမြန်မာတွေကလည်းသီလရှင်ဝတ်စုံကရိုးရှင်းနေလို့ဒီလိုတီထွင်စမ်းသစ်တာကကောင်းနေဆိုပြီးတော့အားပေးနေကြပါတယ်။ဘာသာရေးနဲ့သက်ဆိုင်တဲ့ဝတ်စုံကိုထိုင်းနိုင်ငံကအလှမဲ့ပြန်ပွဲမှာလှောင်ရည်နေပေမဲ့နိုင်ငံမတူတာကြောင့်ဘာမှမတက်နိုင်ခဲ့ဘဲနဲ့ရှုတ်ချကြောင်းပြောခဲ့ကြပါတယ်။သီလရှင်ဝတ်စုံကိုမမဟုံဝတ်စုံနဲ့တန်းတူထားပြီးလှောင်ရည်နေတာကလက်ခံနိုင်စရာပြန်ပွဲဖြစ်နေလားဆိုတာကွန်မန့်မှာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။